အင်္ဂလိပ်စာလေ့လာနေတဲ့သူဆိုရင်ဒီသုံးနှုန်းလေးတွေကိုသိကိုသိထားရမယ်နော်တူတူလေ့လာကြည့်အောင် Number 1ဖြစ်နိုင်ရင် if possible please forget about me if possible please forget about me ဖြစ်နိုင်ရင်ငါ့ကိုမေ့လိုက်ပါတော့ဟာ Number 2လိုအပ်ရင် if needed call me if needed Call me if needed. လိုအပ်ရင်ငါ့ကိုခေါ်လိုက် Number 3မင်းအားရင် if you're free let's meet up if you're free let's meet up မင်းအားရင်တွေ့ကြရအောင် Number 4အချိန်ရရင် if you have time we can talk if you have time we can talk if you have time မင်းချိန်ရရင်ငါတို့စကားပြောကြမယ်လေ Number 5မင်းအဆင်ပြေရင် if you're okay with it can you lend me some money if you're okay with it can you lend me some money မင်းအဆင်ပြေလို့ရှိရင်ငါ့ကိုပတ်စံနဲ့လောက်ချီးနိုင်မလား Okay ဒီအသုံးနှုန်းလေးတွေကမှတ်မိတာလေးကို share ကို comment ထဲမှာရေးသွားပေးနော်နောက်ထပ် video တွေကြည့်ဖို့ share ရဲ့ page ကို follow လေးလုပ်ခဲ့ပေးပါ bye bye